Hello အားလုံးပဲမင်္ဂလာပါရီတာကျိုးကနေကြိုဆိုပါရစေဒီနေ့ရီကတီးဆုံချင်းဟင်းလေးချက်ဆောင်မှာဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုလည်းအဆုံးထိလိုက်ကြည့်ပေးကြပါအောင်နော်တယောက်နဲ့တယောက်ကတော့ချက်ပုံချက်နည်းတော့မတူနိုင်ဘူးပေါ့နော်ဒါကတော့ရီချက်တက်တဲ့ပုံစံအတိုင်းလေးကိုချက်ပြမှာဖြစ်ပါတယ်ကဲအဲ့ဆိုလို့ရှိရင်အသီးလေးတွေကိုရတာစပြီးတော့နှက်ကြမယ်နော်ပေါင်းပစ္စည်းနေနေရဘူးသီးပါမယ်ခင်းကျင်သီးတန်တလွန်သီးမုံလာဥဖြူမုံလာဥနီရွှေဖြုံသည်ခရမ်းသည်အာလူတို့ထည့်ပါမယ်ပြီးတော့အရသာမှုန့်လေးတွေထည့်ပါမယ်ရှင်စားထည့်ပါမယ်အရသာမှုန့်ထည့်မယ်ပြီးရင်တော့မဆလာထည့်ပြီးတော့နှမ်းဆက်အောင်နေပြီးတော့နှက်ထားပေးပါမယ်ရှင်အခုလိုမျိုးအရသာလေးနေပြီးနှက်ထားပေးခြင်းအပြင်အသီးတွေကိုအရသာလေးစိတ်ဝင်သွားတာဆိုပို့ပြီးတော့စားကောင်းတယ်လို့ခံစားရစေရပေါ့နော်အရင်တော့ရီလက်ဒီစီသက်ပြီးတော့အသီးတွေထည့်ပြီးတော့ချက်တာပဲပေါ့နော်ဒါပေမဲ့မတူလို့ခံစားရတယ်အားကြောင့်မို့လို့ဒီပုံစံလေးပြောင်းချက်ထားတာဖြစ်ပါရဲ့ရှင်အရသာလေးနှက်ဆက်အောင်နေမယ်နေပြီးသွားတဲ့ခါကျလို့ရှိရင်15မိနစ်လောက်နှက်ထားပါမယ်နှက်ထားတဲ့အချိန်မှာတခြားပြင်ဆင်စရာရှိတာလေးပြင်ဆင်တာပေါ့နော်ဒါတော့ရီတို့2ယောက်စာလေးပဲချက်စားတာဖြစ်ပါရဲ့ရှင်အရင်ဆုံးစီတက်ပါမယ်စီပူပူတွေကိုပြင်းတော်သိမ်းရွက်ထည့်မယ်ငုတ်သီးစိမ့်သုံးတာမှုရအောင်လို့သုံးတာပေါ့နော်ဖြစ်နိုင်တော့ငုတ်သီးအချောက်လေးသုံးရင်ပိုကောင်းပါမယ်ရှင်ကြိတ်ထားတဲ့စက်သွန်အဖြူအနီးထည့်မယ်အယောင်လှစေရန်အတွက်နနွင်းမုတ်ရယ်အယောင်တင်မုတ်ရယ်ထည့်ပါမယ်ရှင်အနံ့အတွက်ကတော့မဆလာထည့်မယ်အငံအတွက်ကတော့ငံပြိုင်လေးထည့်ပြီးတော့စီနိုင်နိုင်လေးတက်မယ်ပေါ့နော်မှုရတဲ့အထိပြီးရင်တော့ကလပ်ပဲပြုတ်ထားတာပေါ့နော်ပြုတ်ထားတာကိုကြတော့တဝက်ကိုကြတော့ရီယာထောင်းထားတယ်တဝက်ကိုကြတော့ကလပ်ပဲအစီတိုင်းလေးပဲထည့်ပြီးတော့လုံးပါမယ်ရှင်အနံ့လေးကတော်တော်လေးကိုမှုနေပြီပေါ့နော်နှက်ထားတဲ့အသီးလေးတွေထည့်ပါမယ်ရှင်ကလပဲဟင်းလေးကကြောက်လေတခါတလေချက်စားရင်တော့တော်တော်လေးကိုထမင်းမိန်နေပေါ့နော်ငါချောက်ကြော်လေးနဲ့ပဲစားစားမြုပ်သီးတုတ်ချက်တုံတုတ်လေးနဲ့ပဲစားစားပေါ့နော်ဒါပေမဲ့အသီးတွေဝယ်ရတော့နည်းနည်းလေးတော့အလုံးရှုပ်တာပေါ့ရှင်ကဲအခုဆိုလို့ရှိရင်ရှည်လေးနည်းနည်းလေးထည့်ပါမယ်ဟင်းချက်တဲ့နေရာတော့တော်တော်လေးကိုစိတ်ရှည်ရတခြားနေရာသာစိတ်မရှိရဟင်းကလည်းစိတ်ရှည်ရှည်လေးနဲ့တေချာလေးချက်မှဟင်းကောင်းတစ်ခွက်ဖြစ်တာ哦လုံးရည်တွေခံသွားတဲ့ချိန်ကျမှရှည်လေးထည့်ပေးပါမယ်ပြုတ်ထားတဲ့ဘဲဥနှလုံးထည့်ပြီးတော့ခဏအုပ်ထားပေးပါမယ်ကဲရေထည့်တာလေးလည်းခန်းသွားပြီဆိုတော့မှကိုလိုချင်တဲ့အနေထားအလိုက်ပေါ့နော်ရေကိုများများလေးထည့်ပေးပါမယ်နော်အချင်းအတွက်ကကြတော့မကြီးသီးကိုဖြော်ပြီးတော့ထည့်လို့ရပါတယ်ဒါပေမဲ့အိမ်မှာတော့မကြီးသီးအစင်သင်းမရှိတဲ့အတွက်မကြီးအနှစ်ပေါ့နော်အဲ့ဒါလေး ready made ကိုပဲထည့်ပြီးတော့သုံးလိုက်ပါတယ်ရှင်ပဲတောင်းရှည်လေးထည့်မယ်အနုံးမြန်စီရဲ့ရုံးပရိသီလေးထည့်ပါမယ်ရှင်ထည့်ပြီးတော့ခဏလောက်အဖုံးအုပ်ထားမယ်နော်ကဲအခုဆိုလို့ရှိရင်အယောင်အနံ့အရသာနဲ့ပြည်စုံစီတဲ့ထမင်းမိန်နဲ့တီးစုံပဲကလာဟင်းလေးတစ်ခွက်ရပါပြီရှင်အနံ့လေးကတော့တော်တော်လေးကိုမှုရင်းနေရပဲရှင်ဒီလိုနေ့မျိုးဆိုလို့ရှင်တော့ထမင်းအနည်းဆုံး2ပတ်ကန်လောက်စားလိုက်ရမှာပေါ့နော်ကဲစားချင်းစပွဲတီးစုံပဲကလာဟင်းလေးဖြစ်ပါတယ်ဒီနေ့ရီကတော့တီးဆုံချင်းဟင်းလေးကိုဘာနဲ့တွေ့စားမလဲဆိုရင်ကြက်ကြော်လေးစီစဉ်ထားပါတယ်အချိုလေးပေါ့နော်ပြီးရင်တော့ကြက်သွန်တုပ်လေးနဲ့စားမှဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်